はい、皆さん、こんにちは。ကျွန်တော်ကတော့ Sakura Sasaka Japan စာသင်တန်းကျောင်းကစာစိတ်ဝိုင်ဖြစ်ပါတယ်။ဒီနေ့皆さんတို့ပြပေးခြင်းတဲ့ grammar ကတော့ဒီအန်ဖိုးမှာပါတဲ့ဂျော်ခန်ခေးလို့ခေါ်တဲ့ပဖောင်နဲ့ပတ်သက်ပြီးတော့ပြချင်တာဖြစ်ပါတယ်။အဲ့ဒီဂျော်ခန်ခေးကကြတော့သူ့ရဲ့အဓိပ္ပာယ်ကဘယ်လိုပြောရလဲဆိုရင်ကြတော့အရှင်နေတွေကိုဖော်ပြတဲ့ချိန်မှာသုံးတယ်။အဲကြောင့်မလို့ဂျော်ခန်ခေးလို့ခေါ်တဲ့ပဖောင်ကိုဘာသာပြန်ကြတော့ဖြစ်ရင်ဒါမှမဟုတ်ဘူးဆိုရင်ဖြစ်မယ်ဆိုရင်ဆိုပြီးတော့ဘာသာပြန်ကြရများတယ်ပေါ့နော်။အဲ့ဒီတော့ဂျပန်စာရဲ့ထုံးစံတိုင်းပဲဘတ်တွေကိုဖောင်တစ်ခုကနေဖောင်တစ်ခုပြောင်းမယ်ဆိုရင်ဂရုတွေပေါ်မှာမူတည်ပြီးပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျော်ခန်ခေးပြောင်းနည်းရလည်းပဲဂရု1 2 3ကနေပြောင်းရမှာပါ။အဲ့ဒီတော့အရင်ဆုံးဂရု1မှာပါတဲ့ဘတ်တွေကိုဂျော်ခန်ခေးပြောင်းခြင်းကြတော့ဘယ်လိုလုပ်ရမှာလဲဆိုရင်message ရှင်းမှာရှိတဲ့ e line ကို a line ပြောင်းပြီးပါပေါင်းရမှာပေါ့ဥပမာထားပါတော့email ဆိုရင်ပြောတည်ရဲ့ဂျော်ခန်ခေးပြောင်းနေဆိုရင် e line ကနေ a line ပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ e ရဲ့နောက်ကနေပါပေါင်းရမှာမလို့ e ရဲ့ပါယောမိမတ်ဆိုရင်ကြတော့ယောမဲပါနောက်တစ်ခု နော်မိမတ်ဆိုရင်ကြတော့နော်မဲပါဤခိမတ်သွားတည်ဆိုရင်ကြတော့ဤခဲပါသွားမယ်ဆိုရင်သွားရင်ဆိုပြီးတော့ဒါမျိုးပြောရမှာဒီဟာတွေကတော့ group 1 ဘတ်တွေကိုဂျော်ခန်ခေးပြောင်းနေနောက်တစ်ခု group 2ပေါ့နော် group 2ကိုဂျော်ခန်ခေးပြောင်းခြင်းနေဆိုရင်ကြတော့ mass ကိုဖြုတ်ပြီးတော့ rubber ပေါ့ဥပမာထားပါတော့ဒါပဲ mass ဆိုစားတီကနေပြီးတော့မှစားတီရဲ့ဂျော်ခန်ခေးပြောင်းမယ်ဆိုရင်ကြတော့ဒါပဲတဲ့ပါစားရင်စားမယ်ဆိုရင်နောက်တစ်ခု nemas ကကြတော့8တီသူ့ရဲ့ဂျော်ခန်ခေးဖောင်ပြောင်းခြင်းကြတော့နဲတယ်ပါ8မယ်ဆိုရင်နောက်တစ်ခု group 3မှာကတော့ khimat နဲ့ shimat နဲ့နှစ်ခုပါပြီးတော့khimat ဆိုရင်ခုတယ်ပါ shimat ဆိုရင်စုတယ်ပါဆိုပြီးတော့ဒါအလွတ်ကျက်ထားဖို့လိုတယ်ပေါ့နော်အဲ့ဒီတော့ဒီဂျော်ခန်ခေးကကြတော့ဘတ်တင်မှနဲ့ဂျော်ခန်ခေးပြောင်းလို့ရတာမဟုတ်ဘဲနဲ့EHG တို့နာကြီးတို့နောင်းတို့လည်းဂျော်ခန်ခေးပြောင်းလို့ရပါဒါတော့ EHG ကိုဂျော်ခန်ခေးဘယ်လိုပြောင်းမလဲဆိုရင်ကြတော့ EHG က E ကိုဖြုတ်ခဲတဲ့ပါပေါင်းဥပမာထားပါတော့တကားကြီးဆိုရင်ဈေးကြီးတော့မြင့်တော့သူ့ကိုဂျော်ခန်ခေးပြောင်းမယ်ဆိုရင်တကားခဲတဲ့ပါဈေးကြီးမယ်ဆိုရင်နောက်တစ်ခုအာဆွေရပူတော့သူ့ကိုဂျော်ခန်ခေးပြောင်းမယ်ဆိုရင်အာဆွေရ E ကိုဖြုတ်တော့အာဆုခဲတဲ့ပါဒါဆိုရင်ကြောင့်ပူရင်ပူမယ်ဆိုရင်နောက်တစ်ခုနာကြီးကိုဂျော်ခန်ခေးပြောင်းမယ်ဆိုရင်ကြတော့နာကြီးကနာကိုဖြုတ်နာတာပေါင်းမှာပေါ့နော်ဥပမာထားပါတော့ရှီဇုကာနာဆိုရင်ရှီဇုကာနာတာနောက်တစ်ခုကကြတော့ခိရေအိနာဆိုရင်ကြတော့ခိရေအိနာတာဒီလိုမျိုးလေးတွေပြောင်းလို့ရတယ်နောက်ဆုံးတစ်ခုကကြတော့နောင်ကိုဂျော်ခန်ခေးပြောင်းခြင်းနေဆိုရင်ကြတော့နောက်ရဲ့နောက်မှာနာတာကံဥပမာထားပါတော့အမယ်ဆိုရင်အမယ်နာတာမိုးရွာမယ်ဆိုရင်နောက်တစ်ခုကာကုစေးရဲ့နောက်မှာနာတာကံကြတော့ကာကုစေးနာတာအကြောင်းသားဖြစ်ရင်ဒါတွေကနောင်ကိုဂျော်ခန်ခေးပြောင်းနေပေါ့အဲ့တော့ဂျော်ခန်ခေးပြောင်းပြီးပြောပြပြီးသွားပြီဆိုတော့ကိုကဂျော်ခန်ခေးစာကြောင်းနေမှာဘယ်လိုသုံးနေဆိုတာနည်းနည်းပြောပြမယ်ပေါ့နော်အဲ့ဒီတော့ပထမဆုံးတစ်ကြောင်းကကြတော့အာရှိတာအမေကဖူတယ်ပါကာကိုရဲ့အီခီမာဆန်မနေ့ပြန်မိုးရွာရင်ကြောင်းမသွားဘူးဒါဆိုရင်ဘယ်လိုရှင်နေမှာကြောင်းမသွားမှာတော့မိုးရွာတယ်ဆိုတဲ့ရှင်နေမှာကြောင်းမသွားဘူးဆိုတာအရှင်နေပြတဲ့ဘက်ပေါ့နော်ရှေ့ကဂျော်ခန်ခေးကနောက်တစ်ကြောင်းကကြတော့အဆုတ်ခဲတယ်ပါအဲယာကွန်ကိုဆုတ်ခဲတဲ့မိုးအီတယ်ဆိုတဲ့ဟာပူတယ်ဆိုရင်အဲကွန်ဖွင့်လို့ရတယ်နောက်တစ်ကြောင်းကကြတော့အာရှိတာဟိမနာရာယာမနောဘိုဒီနီအီခီမာဆန်ကမနေ့ပြန်အားလက်မယ်ဆိုရင်တောင်တက်ဖို့သွားကြမလားနောက်တစ်ကြောင်းကခန်းကြီးကရောမဲတယ်ပါဘန်နီတက်ခန်းကြီးတာဖတ်နိုင်မယ်ဆိုရင်အဆင်ပြေတယ်ဒီလိုဟာမျိုးလေးတွေပေါ့ဂျော်ကန်ခေးကိုသုံးတဲ့ grammar pattern တွေလည်းရှိပါဥပမာဘယ်လိုဟာမျိုးလဲဆိုနာနီ on တက်စငါဒို့ဆိုတဲ့ပါ e တက်စကားဆိုတဲ့ pattern ဒီ pattern ကိုကြတော့ဘယ်နေရာမှာသုံးလို့ဆိုရင်တခြားသူစီကနေပြီးတော့မှအကြံဉာဏ်တောင်းချင်တဲ့အခါမျိုးတို့နောက်တစ်ခုတခြားသူကို information မေးချင်တဲ့အခါမျိုးတွေမှာသုံးတယ်ပေါ့ဥပမာဘယ်လိုဟာမျိုးလဲဆိုရင်ခါဘူခီကိုမီတိုင်းရင်တက်စငါဒို့ဆိုတဲ့ပါ e တက်စကာတို့ခါဘူခီကိုကြည့်ချင်လို့ဘယ်လိုလုပ်ရင်ကောင်းမလဲတို့နောက်တစ်ခုခီမိုနိုခါရီတိုင်းရင်တက်စငါဒို့ကိုရဲ့ e ခဲပါ e တက်စကာပေါ့နော်ခီမိုနိုဝတ်ချင်ခီမိုနိုငှားချင်လို့ဘယ်နေရာကိုသွားရင်ကောင်းမလဲနောက်တစ်ကြောင်းကကြတော့တိုမိုဒါရှိကခေကွန်ဆူလွန်တက်စငါဒေါနာမိုနိုအခဲတဲ့ပါ e တက်စကာတငယ်ချင်းကမင်္ဂလာဆောင်မှာမို့လို့ဘယ်လိုရာဝတ္ထုမျိုးကိုပေးရင်ကောင်းမလဲလို့ဒီလို pattern လေးတွေဒီ pattern ကကြတော့ရှေ့မှာပါတဲ့နာနီ on တက်စငါဒိုရှိတာရာ e တက်စကာနဲ့တူတော့တူတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီနေရာမှာကြတော့တာရာကိုမသုံးမနဲ့ဂျော်ခန်ခေဖြစ်တဲ့ဘာဖောင်သုံးတာပေါ့နော်ဂျော်ကန်ကိတ်နဲ့ပတ်သက်ပြီးတော့ဒီ M4 level မှာနောက်ဆုံးအနေနဲ့သုံးတဲ့ grammar pattern တစ်ခုကကြတော့နောင်နာတာနောင်က e တဲ့ဆိုရပါဒီကောင်ကကြောင့်ဘယ်လိုရှင်နေမှာသုံးလို့ဆိုရင်တခြားသူတယောက်ကိုနောင်တစ်ခုခုနဲ့ပတ်သက်ပြီးတော့ recommend ပေးခြင်းတဲ့အခါမျိုးမှာသုံးတယ်ဥပမာထားပါတော့နီယွန်လျောဒီနာတာဆာရှိမီက e တဲ့ဂျပန်စားစာတွေနဲ့ပတ်သက်ရင်ဒါဆာရှိမီကကောင်းတယ်နောက်တစ်ကြောင်းကကြတော့ဟိုကိုင်ဒိုလျောကိုနာတာရော်ကူကာဆိုက e တဲ့ဟိုကိုင်ဒိုခရီးဆိုရင်6လပိုင်းကကောင်းတယ်
နောက်တစ်ခုကကြတော့နီယွန်ဂေါကာကိုနာတာဆာကူရာရှီစတာနီယွန်ဂေါကာကိုက いいですပေါ့ဂျပန်စာသင်တန်းကျောင်းနဲ့ပတ်သက်ရင်ဆာကူရာစစ်စတာဂျပန်စာသင်တန်းကျောင်းကကောင်းတယ်ပဲဒီလိုမျိုးလေးတွေသုံးတယ်ပေါ့ဟိုက်ဒါကြတော့ဒီနေ့ပြောပြပေးထားတာကဂျော်ခန့်ခေးပြောင်းပြီးဂျော်ခန့်ခေးသုံးတဲ့ grammar pattern နှစ်မျိုးပေါ့နော်နာနီနာနီ on ですがどうすればいいですかဆိုတဲ့ဟာရဲ့နောက်နာတာနောက်ကいいですဆိုတဲ့ဟာပေါ့ဒီ grammar pattern လေးတွေကကြတော့စကားပြောတွေမှာလည်းသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားလေးလာမှတ်သားထားရင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်はい皆さん最後まで見てくれてありがとうございました